少婆姨嘛，你干来，不要管你，走不过去。改不了，太。I think that the election will not produce anything new in Myanmar whatsoever. And those resistance groups who have always been at the forefront of the protests and resistance against the military junta will continue their struggle. I think that the Myanmar military wants to seek a way out because the economic situation in the country is really, really bad. Unless the international community comes back to Myanmar, unless they restore the economic strength, like what happened before the coup, I think it would be very difficult for the country for the future. လက်နက်တွေလည်းပါပါတယ်ခြံကြီးရိုးတဲ့ကိုကြောပြီးတော့ဝင်လာတာပါကိုယ်နိုင်ငံရဲ့ stand ပေါ်မှာသာယူပြီးတွားရမှာဖြစ်ကြောင်းမိမိတို့အနေနဲ့ဝါရန်ဖြစ်ကြောင်းအဲဒီလိုဆောင်ရွက်နိုင်ဖို့အတွက်ပြည်သူသားအဖဆိုတဲ့စောင့်ဘုတ်ကို KS 2010ပြည့်နှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ2015ခုနှစ်ပါတီစုံအသွင်ကူးပြောင်းပေးခဲ့ပါကြောင်းဥစွာပြောကြားပါ၏ပြည်တော်စုဘွားတိုင်းရင်းသားမိဘပြည်သူများခင်ဗျာ
တမတော်ဟာခေတ်ဆက်ဆက်ပြည်သူနဲ့ပတ်သက်လာရင် ညူရီအစိုးရအဖွဲ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ဦးဝင်းမြင့်ဒေါအောင်ဆန်းစုကြည်နဲ့ဒေါက်တာမျိုးအောင်တို့အပေါ်မှာဆွဲဆိုထားတဲ့အမှုများအား ဒီလုပ်ငန်းစဉ်တွေကျွန်တော်တို့ဟာလွတ်လပ်တရားမျှတတဲ့ပါတီစုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့အခြေအနေတွေဖန်တီးပေးရပါမယ်ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ကြရပါမယ်ပါတီစုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမဖြစ်မနေလုပ်မယ်ဆိုတာကတိပြုပါတယ် နေသူတွေကတော့ဟိုမှာပြောတာ 985ဦးတို့ကိုစတူဒီယန်ခန်းမမှာလွတ်ငင်းခွင့်ပြု၍လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်စီမံချုပ်ကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ဦးစီးချုပ်က6လတာကာလတွင်နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များထမ်းဆောင်ခဲ့မှုအခြေအနေများအကျိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိနယ်မြေများမှာငါတို့ရဲ့သမိုင်းပြည်ကိုငါတို့တွေ့နေရည်အမြင့်မြတ်ရေတော်မူအာရမီရေတော်မူအာရမီဒီသူတို့မှမင်းအောင်နိုင်ဟာ89နှစ်မြောက်တပ်တော်ရဲ့အကြံစစ်သားဘရင်တော်အောင်စင်ကစစ်သူရှင်ဒီကမကြောက်သေးဘူးမလုံနဲ့ညီညီ ရန်ရေးကြည့်တယ်ဒီမစ်ရှင်ဒီခြားမဟာမိတ်တွေဘောင်းစုံနဲ့နော် PDF KNL လေး BBL လေးအဲ့ဒါမဟုတ်တော့ဘူးနော်ဘယ်မှာမဟာမိတ်ဘောင်းစုံနဲ့ဒီလိုက်တော့ကင်းမထိပ်ပူတာကျင်းသူစုစုပေါင်း1009တို့အားဒီကနေ့မွန်လဲပိုင်းမှာစတင်က YBS ရင်းများဖြင့်ရန်ကုန်မြို့ရှိသက်ဆိုင်ရာခရိုင်များနှင့်ဒေသများသို့ပို့ဆောင်ပေးခံများမှာ
လွန်ငင်းတက်တာခွင့်ရရှိသူများနဲ့လာရောက်ကြိုဆိုသူများဝမ်းသာပျော်ရွှင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ Been fighting so long and so hard that they don't know what the they're doing.